အခုကတော့ make up ပေါင်းမှာပေါ့နော် make up ပေါင်းရွာလေးမှာဒါကားပါကင်ရှာဖို့တော့ဖွင့်နေရပဲဖြစ်ပါတယ်ကားပါကင်မရှိလို့တော်တော်လေးကိုအပေါ်တက်လိုက်အောက်ဆင်းလိုက်နေပေါ့နော်တိုင်ပတ်နေရပါဆောက်ထွေးဆင်းရပါမယ်ကျွန်တော်သွားခဲ့တဲ့အချိန်ကပြီးမှရက်တွေဆိုတော့အခုလို home stay တွေဆိုလို့ရှိရင်လည်းအားလုံးအပြည့်ပဲဖြစ်တယ်ပေါ့နော်ကားပါကင်နေဆိုလို့ရှိရင်လည်းလုံးဝအပြည့်ပဲဒီဆိုင်လေးကကျတော့ရွာထဲကိုအပေါ်စီးကနေပြီးတော့ဒါကော်ဖီလေးတောက်ရင်းနဲ့ဒါကြည့်လို့ရတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ကိုကတောင်တက်လန်အတွေ့အကြုံမရှိလို့မမောင်းရဘူးဆိုလို့ရှိရင်လည်းအခုလိုတောင်တက်တဲ့ကားတွေကဒါတောင်ကြီးမှာရှိပါတယ်တောင်ကြီးကနေပြီးတော့အခုလိုကားတွေနဲ့တက်လာလို့လည်းရပါတယ်တော့ make up ပေါင်းရနေပါတယ်အဲ့တော့စိတ်ညစ်တယ်ပေါ့နော်စိတ်ညစ်တာပေါ့စိတ်မပြောတာကားပါကမြင်ရလို့ဒါမဲ့ရုပ်ကလေးတော့တိခတ်မြည်ကြည့်ပြီးပါကာနေခဏမနေ့ကဟိုတောင်ပေါ်သွားလိုက်တာပေါ့နော်အရင်ဆုံးတောင်သွားလိုက်တာလူရဲ့ခွမ်းကောင်ပေါင်းလာမယ်ဆိုရင်ကြတော့ဒါအချိန်ပေးနိုင်မှလာဖို့အဆင်ပြေမယ်ပေါ့နော်ဒီမှာတဲပြီးတော့ဒီမှာအေးစေးနာဒီမိုးရှိုးပေါ့နော်ကျွန်တော်တို့လိုမျိုးအခုလာမယ်ပြန်မယ်ဆိုရင်တော့အဆင်မပြေပါဘူးဒီမှာတော့ဟိုအိမ်တိုင်းစိုင်နေပဲစိုင်နေအဆောင်နေပေါ့နော်ပြောင်းမှုမီးဖို့ဒါမီးအောင်ဆုံးလေးနေပေါ့နော်ဒါပေမဲ့ဒါဟိုဘယ်လိုပြောလဲမြင်နေကြပုံစံမျိုးတော့မဟုတ်ပါနော်ဒါကပဲထူဆန်းပြီးတော့ဆွဲဆောင်မှုရှိသွားတော့နော်ဒါတကယ်တော့တောင်ရင်လမ်းရဲ့ဘေးတစ်ဖက်တစ်ချက်မှာဒါမျိုးအိမ်လေးတွေပေါ့နော်အိမ်လေးတွေမှာစားတောက်လေးတွေဝယ်မယ်စားမယ်တပုံလေးတွေရိုက်မယ်ပေါ့နော်မိုက်ပါတယ်သူပိုင်းနဲ့သူတော့မိုက်ပါတယ်ဒါပေမဲ့ဒီလာမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလဲဆိုတော့ဒီလာမယ်ဆိုလို့ရှိရင်ဒါတီးတန့်ဒီကိုလာပြီးတော့ဒီမှာတဲခိုနားနေပြီးတော့နေတယ်ဆိုမှပဲဒီရဲ့အရသာကောင်းကောင်းရပါပါတော့။ဘာဖြစ်လို့လဲဆိုတော့အခုလာမယ်ပြန်မယ်ဆိုလို့ရှိရင်အရင်ခီးပင်မန်းတာနဲ့စိတ်ကအဲ့လိုမျိုးအခုကျွန်တော်ရောက်ချင်းဆိုလို့ရှိရင်စိတ်တော်တော်လေးဖြစ်သွားတာဟိုလမ်းနေကအရင်ကြက်ပြီးတော့ဘယ်လိုပြောလဲအရင်အကျင်းတယ်ဗျာကျင်းပြီးတော့အကွက်ကောက်အရင်များတယ်အတက်အစင်းဆိုရင်ကတစ်စီးနဲ့စီလုံးဝမလုပ်ဘူးပဲအဲ့ဒီစိတ်ပစ္စည်းမှုတွေနဲ့ဒီရောက်လာတော့ဒါဘာမှမလုပ်ရှင်တော့ဘူးကွာဆိုပြီးတော့အကျော်လိုက်တဲ့တော့မှရှေ့ရသွားတဲ့အဖွဲ့ဆိုလဲဘယ်တော့မှမသွားတော့ဘူးမလုပ်တော့ဘူးနဲ့အဲ့လိုဖြစ်တာအခုကတော့ဒါမြင်ပြီးတော့မှမျက်နှာပါအစ်စ်ပါညာလောက်ပြီးတဲ့မှာတော့နည်းနည်းသွေးပါသွားအခုရှာလို့တော့မတွေ့တော့ဘူးအဲ့ဒီမှာပဲကားတွေကမောင်းရဒီပါပါနော်ဒါကတော့ home stay အိမ်လေးတွေပါနော်ဒီမှာဆို home stay အိမ်လေးတော့လှတယ်ဗျအဲ့တော့ဘောနေရောလမ်းလေးကိုကြည့်ပြီးတော့ဆိုင်ထိုင်လို့ရပါနော်ဘိုင်ခေါ်ဖို့ဆိုပါရဲ့ခေါ်ဖို့ချမ်းစားတာဘာလို့ထားဒါခေါ်ဖို့ပြင်နေတာဘာလို့ထားပဲကိုလှုပ်ထားတာပဲကိုဩစားမှုပဲပုတ်လို့မျိုးလားပဲပုံမဟုတ်ဒီပဲပုတ်ကအချစ်ဒီကောင်ပဲဟိုလှုပ်ထားဆိုပဲပုတ်မဟုတ်ဟိုအဲ့ဒါကြာရှင်ထောက်ပြီးတော့ပဲပုတ်လှုပ်တာဒီဟာကျတော့အချစ်မဟုတ်အစိတ်ဖြစ်တာကြည့်ရပါဘယ်လောက်လဲ25ပဲနှစ်ခုယူလိုက်တယ်ဘယ်လိုတော့ပြောတာပါပဲပြင်လည်းပြောတော့ review တွေပါဘယ်လိုနေတော့လဲလှလေးစားပါရတာကောင်းညင်းပါအမဆက်စိတ်လေးပေါ့နော်အဲ့ဒါမှအဲ့ဒါမှမဟုတ်နေတော့ကြားမှုရဲပြီးတော့နှုတ်စီဆမ်းမိတာအဲ့လိုအရှိုးဘက်သွားပါอันนี้สองอันนี้เป็นมุกชิปังนะค่ะเอ้ยถูกครับแล้ว home stay လေးအများကြီးပဲတိုက်နေရတယ်အဲ့လို home stay နဲ့နေ is it လားအဲ့လိုမျိုး
ဟိုသွားလို့အဲ့လိုမှအဆင်ပြေအဲ့တော့ယောက်ျောင်းပေါ့ကျမတို့မဲကပောင်လာပြီးတော့အကင်စားနေအဲ့စားနေ အကင် ဟုတ် ကင်ကအသားထင်ပြီးတော့လေဝယ်လိုက်တာအခုအယုတ်ပြင်းနေ မော်လေးများလို့မျိုး ပါတော့ဘယ်လိုနေရကြတော့လေးတော့တရားဟာspicy 我也来。到哎。 อยู่ไหมมาละ20เหรอคะ